အင်းပြက်ချင်းအင်္ဂါ6ပါးရှေးကံမပါညံမာမလင်းဝီရိယကင်း၍စောင့်ချင်းသီလမှန်စွာသစ္စာကင်းလွတ်ပါမူဆိုသည့်သူတို့တူတူတန်တန်စိတ်မှာကျိန်းဝါငါတကားဟုဗျာညာ၍သာအာထုတ်ပါကအာထုတ်ပါကပြည့်ရမည်သာယုံကြည်ပါဟုဆရာသူမျက်မိတ်မှာအပ်သည်ကျမ်းမြတ်အမှန်နီကုံတီနံပါတ်1ရှေးကံမပါကခင်နံပါတ်2ယထာဘုဒ္ဓဉာဏ်မရှိခြင်းနံပါတ်3လုံးလဝီရိယမရှိခြင်းနံပါတ်4သီလမဆောင်ထိန်ခြင်းနံပါတ်5သစ္စာမဆောင်စည်းခြင်းနံပါတ်6ပညာမမှန်ခြင်းတနည်းပညာမှန်တော်လဲဆရာကိုတော်လှန်ခြင်းဤအင်္ဂါ6ပါးသည်ကအင်းပြက်ခြင်းအင်္ဂါဖြစ်ပါသည်ကျမ်းကိုဇေယသိတ္တိဆရာဦးစိုးမင်းအင်းတင်နန်းမူ